ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်ကအထက်ကတစ်ကြောင်ဝင်းတံမှာလူငယ်ချင်းချင်းရန်ဖြစ်ရကနေရင်သာစရာကောင်းတဲ့လူသေးဆုံးမှုတစ်ခုမနေ့ကဇန်နဝါရီ29ရက်မှာဖြစ်ပွားခဲ့ပါတယ်။မုံစားကျောင်းစင်းချိန်မှာ Grade 8ကျောင်းသားတဦးက Grade 7ကျောင်းသားမောင်မိုးသူတွေကိုလက်သေးနဲ့ထိုးလိုက်တာကြောင့်နေရာမှာတင်အသက်ရှူကျက်ပြီးဒေဆုံးသွားခဲ့တာပါ။အစပိုင်းမှာတော့ကျောင်းဘက်ကနေဘောလုံးကန်ရင်အမောဖောက်တေးတာလို့သတင်းဖြန့်ထည့်ပေမဲ့နောက်ပိုင်းမှာတော့စက္ကန့်စက္ကန့်ကြာတဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာတော့တစ်ချက်တည်းထိုးတာကိုမေ့သွားပြီးဆိုတဲ့အော်ဟစ်တန်နေတဲ့အတူလဲကျနေတဲ့ကျောင်းသားလေးကိုမြင်တွေ့ရပါတယ်။တေဆုံးသွားတဲ့ကျောင်းသားလေးဟာနှလုံးရောဂါအခမ်းရှိသူလို့သိရပြီးထိုးကြည့်ခဲ့တဲ့ကျောင်းသားကိုတော့လက်ရှိမှာရဲစခန်းကဖမ်းဆီးထိန်းသိမ်းထားပါတယ်။အခုနောက်ပိုင်းရန်ကုန်မြို့ရဲ့နေရာအနှံ့အပြားမှာဆယ်ကျော်သက်လူငယ်တွေအုပ်စုဖွဲ့ရန်ထိတာလက်နက်ကင်ဆောင်တာတွေခက်စိတ်စိတ်ဖြစ်လာနေတာဟာမိဘတွေနဲ့ဆရာမတွေအတွက်စိုးရိမ်စရာအပေးကောင်းလောက်တစ်ခုဖြစ်နေပါတယ်